ဒါကတော့ power 8အတွက်အသုံးပြုတယ်ကျွန်တော်တို့ power 8စားထုတ် K3B 112 K3B 120 112 140ပေါ့နော်စသဖြင့်ဒါ K3B 63ပေါ့နော် K3B 63V ပေါ့နော်အဲ့ series မှာသုံးတဲ့ဒါ power controller မဲ့ controller မလို့ဝါရင်းမလို့တဲ့ power speed controller လေးဖြစ်ပါတယ်ဒီ speed controller တွေအသစ်ထိုက်အခုထိုက်ရောက်အမှားထားတာတွေအတွက်ထိုက်ရောက်ပါတယ်ဒါဒီအခုဒီအဆက်ကလေးဆိုလို့ရှိရင်ကျွန်တော်တို့73တန်12တန်13တန်13တန်12တန်13တန်ဘောလဘူကွန်မတ်စုဆိုမီတိုမိုစားသဖြင့်ပေါ့နော်အဲ့လိုဆက်အလက်စားရွယ်ဒီမှာတက်တဲ့ကျွန်တော်တို့8တန်အထက်အရွယ်ဒီမှာတက်တဲ့ဆက် K3B 63နဲ့ K3B 63ပတ်နဲ့ပေါ့နော် K3B 63ပတ်နဲ့ပတ်တက်တဲ့ဘားလေးဖြစ်ပါတယ်ဒီဘားလေးတွေအသစ်အခု order မှာထားတဲ့အတွက်လို့ဝယ်လို့ရပါပြီအခုဒီဘားလေးတွေထပ်ရောက်ပါတယ်ခင်ဗျာကျွန်တော်တို့ဝါရင်းမလို့တော့ဘူးဝါရင်း line တွေမလို့တော့ဘဲနဲ့အင်ဂျင်လုတ်တင်ဟိုထိန်းကြီးပေးမှဖြစ်ပါတယ် hydraulic pump အတွက်ဝါရင်းမလို့တော့ပါဘူး hydraulic line အတွက်ဝါရင်းမလို့တော့ဘဲနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ် hydraulic line တဲ့ဝါရင်းမလို့ဘူးဆိုပေမဲ့ဒါဒီတက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျွမ်းကျင်ဆက်စရာတွေတော့မဟုတ်ကျွန်တော်တို့ service TR service group နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှတက်ရင်ပို့ပြီးတော့အဆင်ပြေချုံးမွေးမှာဖြစ်ပါတယ်ကျွန်တော်တို့ service TR service group မှာနေပြီးတော့ TR service group မှာဝယ်ရရှိနိုင်ပါတယ်ခင်ဗျာဒီဘားလေးရဲ့ဒီဘားလေးနဲ့ဒါ power pump pilot pump လေးနဲ့တွဲပြီးတော့ဒါအသုံးပြုရမှာဖြစ်ပါတယ်ဒီပန်းလေးတွေဒီဘားလေးတွေနဲ့တွဲပြီးအသုံးပြုရနေပြီးတော့မှမှာယူလို့ရပါတယ်နေပြီးတော့ TR service group မှာမှာယူဝယ်ယူတက်ဆင်လို့ရပါတယ်ဝယ်ယူတက်ဆင်ခြင်းတဲ့နေရာမှာကျွန်တော်အမခံနဲ့လည်းလိုက်လံတက်ဆင်ပြီးသူတို့ကိုယ့်အကိုတက်ဆင်ခြင်းလည်းကျွန်တော်တို့နည်းပညာမျှဝေပေးမှာဖြစ်ပါတယ်ဖုန်းနံပါတ်ကတော့899233990 255130029ဆက်သွယ်မှာယူနိုင်ပါတယ်